Oppo ရဲ့ 5A series ကိုလက်တလုံးဘယ်လိုမြင်လဲဘယ်လိုပြောမဟုတ်ဒီ Oppo ရဲ့ 5A series ဆိုတာဒါ Oppo series ရဲ့အမြင့်ဆုံးအကောင်းဆုံးဒါ flagship ဖုန်းတွေလို့ပြောလို့ရတယ်အရင် Oppo ရဲ့ 5A6 Ultra လောက်မှာကလေးကဒီကောင်းရဲ့ကင်မရာဘိုင်းပေါ့ Ultra wide တွေအရန်ကောင်းတာမျိုးပြီးတော့ကင်မရာဘိုင်းတွေအရန်ကောင်းတာမျိုးတွေတွေ့ခဲ့ရတယ်လို့ပြီးတော့ Oppo ရဲ့ Color OS ကလည်းတဖြည်းဖြည်းနဲ့သွားပြီးတော့ရှုပ်လို့ရတဲ့အမျိုးတော့မဟုတ်တော့တော်တော်လေးကိုမှကြမ်းလာဒီကဗီဒီယိုမှာတော့ဒီ Oppo ကနေပြီးအခုလက်ရှိအသစ်ထွက်ထားတဲ့နောက်ဆုံးထွက်ထားတဲ့ဒါ Oppo ရဲ့ latest and greatest လို့ပြောလို့ရတယ် Oppo 5X9 Pro ကိုကျွန်တော်တို့က unboxing လုပ်မယ်ပြီးတော့ဒီကောင်းရဲ့ design အနေထားလေးတွေပြီးတော့ Color OS system ရဲ့ဒါလက်ရှိမှာအရန်နာမည်ကြီးနေတဲ့ Color OS system ရဲ့ဒါ feature လေးအနေငယ်ဘာညာရွှေချောင်လေးဒါလေးတွေကိုစမ်းကြည့်မယ်ဆိုတော့ Oppo ရဲ့လက်ရှိအကောင်းဆုံးဆိုတဲ့ 5X9 Pro လေးအကြောင်းဆက်ပြီးတော့ detail လေးကြည့်ရအောင်ဒါတော့ကျွန်တော်တို့တွေ Oppo ရဲ့ 5X9 Pro ကို unboxing လုပ်ပြီးတော့ကျွန်တော်တို့သူရဲ့ detail look လေးတွေ Color OS system တွေကိုကျွန်တော်တို့ဒါလုံးဝစမ်းသပ်မှာပေါ့နော်ဖောက်မယ်ပြီးတော့ဘာညာချွချောင်လေးတွေကို skip လိုက်မယ်စပြီးတော့ကြည့်လိုက်အောင်ပိုတွေမဆိုတဲ့ Oppo ဆိုသလိုပေါ့ဗျာနော် 5X9 Pro ဒါလေးနည်းနည်းလေးဟိုဘက်ပို့လိုက်မယ်ဗျာဟုတ်အားလုံးပို့ပြီးတော့ cover လေးက Oh my god Look at this. Look at this. Man, no, so cute. Cute စွန့်နေရမယ်။ပြန်တော့ဟိုကပလဲရောင်ပုံစံမျိုးလေးကာပါလေးကာပါနဲ့တော်တော်လေးကို fine ဒါတော့အနှစ်သာရပါဗျာအနှစ်သာလေးကမှတ်ကြည့်မယ်ဗျာခဏလေးဒါတော့နော် Oppo Watch Oppo Pad ဘာညာပေါ့နော်သူတို့တရုတ်စာလေးနေရေးပေးထားတဲ့ဟာခံရှိမယ်ဒီမှာတော့နောက်ထပ် charging ပေါ့နော် charger ကတော့ဒါ 80W fast charging သူတို့ထည့်ပေးထားတယ် out the box ပါမယ်ပြီးရင်စင်းပင်လေးကိုဒီမှာတည်တည်ချားလေးထားပေးထားတယ်ပြီးရင်ဒီမှာကျွန်တော်ချာဂျာကျိုးပါမယ်နော်ဒါ cable ချာဂျာ cable ပါမယ်ဒါကပုံမှန်ပဲဒါလည်းပုံမှန်ပဲတော်တော်လေးကိုမှဆိုတော့ဖုန်းကတော့ဒီမှာအားလုံးတွေ့ရတိုင်းပါနော်တော်တော်လေးကိုတော့လှတဲ့အနေအထားမှာရှိတယ်ဒီမှာရှိုးကြည့်လိုက်နော်လုံးဝအဖြူရောင်ကလာကင်မရာကဒီမှာထည့်ပေးထားတာကျွန်တော်တို့3လုံးရေဒီမှာတော့စံစာလေးပါလေးပေါ့နော်စံစာပေါက်လေးတွေဒီမှာအောက်မှာပါတယ်အထဲမှာကန်ရတော်တော်လေးမိုက်တယ်ကျွန်တော်ဟိုဘက်က17 Pro Max နဲ့ဆိုရင် site အနေထားရဆိုရင်တော့Oppo လေးကနည်းနည်းလေးတီးတဲ့အောင်လို့ခံစားရတယ်ပေါ့နော်နည်းနည်းတီးတဲ့အောင်ခံစားဒီဇိုင်းတော်တော်လေးလှတယ် hand feeling တော်တော်လေးကောင်းတယ်တကယ်နော်တကယ်ကိုမိုက်တာဒီ Oppo logo လုပ်ပေးထားတာမျိုးလေးတွေဒီ camera band design လေးတွေကတော့ပြီးတော့ဒီဘက်မှာ cloud တစ်ခုပါမယ်ပေါ့နော် switch ကျွန်တော်ထုံးစံပေါ့switch တစ်ခုပါမယ်ပြီးတော့ဘေးမှာ power code ဘေးမှာ power cloud အတန်2 short cloud နော်ဒါလေးပါစပြီဟုတ်လို့ 5H Okay အထဲကိုရောက်ပြီဆိုတော့နေအောင်ကာဗာအရင်တက်ပြီးကန်ကြည့်မယ်ဒီကောင်ကာဗာအရန်လှနေဖြူဆိုတော့နည်းနည်းလေးတော့တေချာတော့ကန်မရကာဗာအမဲဆိုရင်ပြဿနာမရှိဘူးတဲ့မှာအဖြူကျတော့အရန်ကိုနှုတ်ပြီးတော့တော်တော်မိုက်တာပဲကာဗာဆက်လိုက်တာကျန် Okay ကျွန်တော်တို့ဒါက Color OS system နဲ့ကောင်ကလာတာနော်ဒီမှာ Color OS system 0.0 Oppo 5H9 Pro နော်9500 mAh battery silicon carbon battery ပါမယ် Dimensity 9500မှာ Dimensity 9500 9500 mAh RAM extension တိုးလို့ရမယ် automatic တွေပါရေးမှာကုန်ပါပေါ့ကုန်ပါပြီးသားကုန်လို့ရမယ်ကင်မရာဆိုလို့ရှိရင်လည်းဒီမှာသူပါပြီးသားကင်မရာကိုသူရှင်းပြထားပါတော့ကင်မရာဘာညာပေါ့ဒါရောနောက်မှကျွန်တော်တို့ပြပြပေးမယ်ကင်မရာအတွက်ကိုလည်းသူမှာ Hypertone Image Engine နဲ့ Lightning Snap Engine နဲ့အစုံပေါ့ဗျာ Pro HDR Ecosystem ဒါကင်မရာအကြောင်းသူကမှခါးယူပြီးသားကင်မရာဆိုရင် selfie 15 megapixel ပါမယ်နောက်က15 megapixel main 15 megapixel ultra wide နဲ့ပြီးတော့ဒီမှာ200 megapixel periscope telephoto ပါမယ်
ဒါသူ camera တွေကိုသူမှတစ်ခါထည့်ပေးထားတယ် software ဒီမှာperformance booster ဆိုလဲဒီမှာပါတယ်ပေါ့နော်ဒါလေးတွေက color OS ကတော်တော်လေးကိုမှနောက်ပိုင်းရတယ်အရန်မိုက်လာတယ်ပြောရမယ်တော်တော်ကောင်းလာတာ color OS ကကျွန်တော်တို့ဒီဘက်က hyper OS နဲ့ရှင်းမယ်ဆိုရင် visual ဘိုင်းတွေကအရန်ကွာကုန်ပြီဗျာတမန်အရန်ကွာကုန်ပြီ hyper OS နဲ့ရှင်း visual ဘိုင်းတွေကတော်တော်ယူမှကွာကုန်ပြီကျွန်တော် CPU တွေ GPU တွေမှာအကုန်ပါမယ်နော်display ဆိုလဲဒီမှာသူပါပြီးသားတစ်ခါတည်းပြထားတယ် 6.7H in Pro HDR display iNK ပါ support ထားသေးတယ် charging ဆိုရင် 80W super boost ရယ် 15W air boost နော်ဒါ share ပါနော်ဒါသူရဲ့အသေးစိတ် detail အကြောင်း setting ထဲမှာအကုန်ပါပြီးသားပြီးရင်ကျွန်တော် customization မှာဒီ color OS system ကိုသဘောကျတာကကြတော့ကျွန်တော် like တွေ့ရတော့ဗောနော် customization တော်တော်လေးမိုက်တယ်လို့ပြောရပါတော့သူအလုံးဝနော်တကယ်ကိုနော်အများကြီးတော့တုံးလို့ရ style လေးနော်အကုန် customization အကုန်လုံးတော်တော်လေးမိုက်တယ် AOD ဆိုလဲဒီမှာကျွန်တော်အကုန်ပါမယ် feature တွေများတယ်တကယ်ကိုလုံးဝကိုယ့်ရဲ့ဒီ visual ဘိုင်းကိုကောင်းကောင်းကြီးကိုဒါ customize ကောင်းကောင်းလုပ်လို့ရတယ်နော် animation blur တွေ fingerprint animation ဆိုလဲတော်တော်များတယ်screen refresh rate ဆိုရင်ကျွန်တော် standard auto select height 120 Hz ပေါ့နော်ဒါကတော့ adjust ပေါ့နော်သူ auto refresh လုပ်ပေးတဲ့ဟာမျိုးတော်လေးကိုမှ customization ကတကယ်ကို share ပဲလို့ပြောလို့ရတယ် color OS system နော် camera function လေးတစ်ချက်ရင်ကြည့်မယ်နော်ဒီမှာဆန်းရကြည့်လိုက်ကင်မရာမှာဆိုရင်ကျွန်တော်ဗီဒီယိုမုတ်ပါမယ်ဗီဒီယိုမုတ်ဆိုရင်ဒီကောင်က 4K ကို120 fps နဲ့ထားလို့ရမယ်เนาะ 4K ကို120 fps နဲ့ထားလို့ရမယ် HDR ရမယ်ဒါ stabilization on လို့ရမယ် ultra steady ပေါ့เนาะပြီးရင်ဒီမှာ focus lock တွေ sound focus တွေကုန်ထားလို့ရမယ်ဒါအလင်းမှောင်ချိန်တာမျိုးတွေတစ်ခါတည်းပါပြီးသားပေါ့เนาะ exposure setting တွေပါတယ်ဒါတော့ master mode ပေါ့เนาะဒါတော့ master ပေါ့เนาะ master တော့ဒါကျွန်တော်တို့ JPEG နဲ့ရိုက်မလား raw နဲ့ရိုက်မလားဒီမှာအကုန်ပါပြီးသား JPEG max raw max ဒါတွေအကုန်ပါပြီးသားပြီးတော့ဒါ master mode မှာဆိုလို့ရှိရင်ဒါ JPEG နဲ့ရိုက်မလားကိုက JPEG max raw max ဒါမျိုးတွေအကုန်ရိုက်လို့ရတယ်ပြဿနာဒီကောင်ကကြတော့ဒါတကယ်ကိုက photography ဘိုင်းကို professional ရိုက်တဲ့သူတွေဆိုရင်တော်တော်လေးအဆင်ပြေတယ်စိတ်ကြိုက်ချိန်ပြီးတော့ကြိုက်တယ်လို့ရိုက်လို့ရတယ်feature တွေအရန်စုံတယ်မြတ်တယ်မှာဟို color tone တွေဘယ်လိုထားမလဲဘာလို့မညာလို့အကုန်ပေါ့ဗျာကိုကျွမ်းရင်ကျွမ်းသလောက်ဒီဖုန်းတစ်လုံးနဲ့ကောင်းကောင်းကြီးလုပ်လို့ရတဲ့အထက်မှာပါတယ်ဟိုပါမှာပေါ့ဒါကလည်းလက်ရှိမှာဆိုလို့ရှိရင်တော်တော်လေးကိုကင်မရာကောင်းတဲ့ဖုန်းတော့ပြောလို့ရတယ် Vivo ရဲ့ X3 Pro တို့ဒီ Xiaomi ရဲ့17 Pro Max တို့ပေါင်းနဲ့စာလို့ရှိရင်လည်းရှင်းသုံးမယ်ဆိုလို့ရှိရင်ဒီကောင်းကင်မရာတော်တော်လေးကိုကျန်တယ်မှာပါတယ်ဆိုတော့ဒါ photo ပေါ့နော် photo ဆိုရင် 0.6 ရမယ်23mm 1.8ကို 35mm ထိဆွဲရိုက်လို့ရမယ်28 38ရမယ်18ကိုမှဒါ3နော် 38mm macro ပုံစံပါဗျာဒါက120ထိဇွန်ဆွဲရိုက်လို့ရမယ်ခုလောဆယ် point show ဆိုင်းကြည့်လိုက်မယ်2.8 ကနေ3.8ပြောင်းတဲ့အချိန်မှာတော့ဒါ lamp switch လေးဖြစ်သွားတော့ခံစားရတယ်ပေါ့နော်ဒါဒီမှာတော့အရင်တိတာမှာမဟုတ်ဘူးဆိုပေမဲ့ဟိုမစိုးဘူးပေါ့ဒီကျွန်တော်ပုံတွက်ကောင်းကောင်းလေးတွေ့ရတယ်။ဘာတွေတွေ့ရဆိုမှတော့ 4K လေးပြတ်တာတဲ့။ 4K တွေအရင်ပြတ်တယ်။ပုံတွေကပို့ပြီးတော့ကြည့်တယ်။လုံးဝနော်ဒီမှာကြည့်ဘေး 4K တွေအရင်တိတာထင်ရှား။တော်လေးကိုမိုက်တယ်။ဒါ180ဒီမှာတော်တော်လေးကိုတော့အဆင်ပြေဒီကောင်းရဲ့ပုံတွက်တွေရတယ်တော်တော် fine ပြီးရင် portrait ရလို့ရမယ် portrait ကဒါအားလုံးသိပြီးသားဒါ Hasselblad နဲ့ color လုပ်ထားတာဖြစ်တဲ့အတွက်လုံးဝကိုဒါ bokeh effect တွေပါရတော့တော်တော်လေးကိုတော့ share ဖြစ်မယ်ပေါ့နော် portrait တွေကတော့ဒါလူနဲ့ဆံမအဆင်မဲ့ဆိုရင်ပဲစမ်းကြည့်လိုက်မယ်ဟုတ်ဒီနေ့ percent လုပ်ပေးရခဏစောင့်ပေးရတယ်မိုက်တယ်ဒီကောင်တွေကဘာမှတိတ်ပြီးတော့ပြောစရာမရှိပါဘူး portrait mode တွေပါဆိုလည်းဘာမှတိတ်ပြီးတော့ထွေထူးမရှိပြီးဒီမှာကျွန်တော် filter တွေ change လို့ရမယ်နော် filter တွေ change လို့ရမယ်ပြီးရင်တော့ဒါ beauty effect ဘာညာပေါ့နော်ဒါတွေအကုန်လုံးသုံးလို့ရမယ်
ဒီမှာဆိုရင်ကျွန်တော်တို့ဒီ portrait ကိုကဘယ်လိုရိုက်ချင်တာလဲ dreamy look လားဒါမျိုးတွေပေါ့ဗျာအဲ့ဒါတွေအကုန်ရိုက်လို့ရ iris photo ရိုက်တာပေါ့နော်ပြီးရင်ဒီထဲမှာဆိုရင် night mode ပါမယ် panorama ရိုက်လို့ရမယ် pro video ပါမယ် slow mo ပါမယ် time lapse ပါမယ်long exposure ရိုက်လို့ရမယ် jewel video ရိုက်လို့ရမယ်ပြီးတော့ underwater mode လည်းပါအောင်မယ်sticker တွေ ID ပူရိုက်လို့ရမယ် text scanner expand လုံးဝအစုံပေါ့ဗျာဒါကတော့ telephoto converter ဆိုတော့ကျွန်တော်တို့ဒီ Oppo ရဲ့ Find9 Pro ကိုလည်းကျွန်တော်တို့ကြိုက်မယ်ဆိုရင်တော့ photography kit တွေပိုင်းနဲ့တွဲသုံးလို့ရတယ်ဒီကောင်ကလည်းဒါနဲ့တွဲသုံးဖို့အတွက်ဘာမှအဆင်ပြေတယ်အရင်လေးနေအောင်မဟုတ်100ကင်လို့တော်တော်အဆင်ပြေတဲ့အနေထားမှာရှိတယ်အရင်ဖုန်းကကြီးမနေဘူးပြီးတော့ visual ဘိုင်းကြည့်ရတာလည်းဒီထဲမှာလက်စီထဲမှာကြည့်ရတာဒါထဲမှာကန်ရတာအရင်နှစ်တာပြည့်လို့ခံစားပြီးတော့ Dimensity 9500 performance အနေနဲ့ဘာမှပြောရမလို့ battery 9500 okay ကင်မရာက selfie 50နော်နောက်က200 megapixel ပါမယ်50ပါမယ်50ပါမယ် videography ရတယ်တော်တော်လေးကိုကောင်းတယ် 4K ကို 120 fps ရိုက် program ရတဲ့အကုန်ရှင်းလို့ရတယ်ဆိုတော့ပြောမယ်ဆိုရင်တော့ဒီ Oppo ရဲ့ Find X9 Pro ကတော့မိုက်တဲ့ကောင်လို့ပြောလို့ရတယ်ကျွန်တော်တို့ဒီ Xiaomi ရဲ့17 Pro နဲ့ရှင်တဲ့အခါမှာဒီ HyperOS နဲ့နေပေါ့နော်ဒါကြိုက်တဲ့သူကလည်းကြိုက်မှာ HyperOS ကိုမကြိုက်တဲ့သူကလည်းမကြိုက်ဘူးဒီနှစ် Android phone တွေမှာအကုန်လုံးကနော်ကျွန်တော်တို့ဒါ iOS ဆန်ဆန်လေးဖြစ်လာသူတော့ခံစားရတယ်ပေါ့နော်ဒီမှာလေးကြည့်ပါဦး animation တွေကတော့တိတ်ပြီးတော့မကွာလှဘူးဆိုပေမဲ့ Oppo ရဲ့ animation တွေတော့နည်းနည်းလေးပို့ပြီးသဘောကျတယ် ColorOS ရဲ့ animation တွေကပို့ပြီးတော့မျက်စိထဲမှာ smooth တယ်လို့ခံစားရတယ်Oppo ရဲ့ Find9 Pro ပြရင်လည်းဒီကောင်နဲ့ရှင်ပြီးပြရတာဘယ်လောက်ထိဘယ်လိုမျိုးအခြေအနေရှိလဲဆိုတာမျိုးပေါ့နော်အားလုံးကဒါကိုအကြိုက်နဲ့ကိုဖြစ်မှာပဲဒီဇိုင်းအနေထားအရတော့Xiaomi ရဲ့17 Pro Max ကတော့ဒါ innovate ဖြစ်တယ်လို့ခံစားရတယ်သူရဲ့ဒီ magic touch screen တွေဘာတွေနဲ့ကြတော့ကြည့်ရတာပို့ပြီးတော့မိုက်တယ်ပေါ့ဗျာသိရမလား Oppo ရဲ့ Find9 Pro ကကြတော့တစ်ထက်မှကန်ရတာရိုးရိုးရှင်းရှင်းလေးနဲ့simple ဖြစ်တယ်ဒါပေမဲ့တော်တော်လေးလှရဲဆိုတဲ့ feeling မျိုးOppo ရဲ့ Find9 Pro ကတော့ရိုးရိုးရှင်းနေတဲ့တော်တော်လေးလှရဲဆိုတဲ့ feeling မျိုးကိုရတယ်ဒါတော့ကိုကြိုက်တဲ့ကိုပဲကိုက HyperOS နဲ့ Magic Touch Screen ကိုကြိုက်လားဒါမှမဟုတ် ColorOS 16နဲ့ဒီလိုရိုးရှင်းရှင်း simple ဖြစ်တဲ့ design ကိုကြိုက်တာဒါမျိုးဒါကိုဆက်ကြည့်လို့ရတယ်ဒါကဒီဖုန်းနှလုံးရဲ့အထူပေါ့နော်ဒါတော့ဒီကောင်နှကောင်ရဲ့အထူတိတ်ပြီးတော့မကွာဘူးနှကောင်လုံးကလေကောင်လုံးကဒါအဖြူရောင်ပဲဒါအောက်ကသူရဲ့ဖုံးအောက်ခြေပေါ့နော်ဖုံးအောက်ခြေကိုလည်းရှင်းပြဒါဒီမိုးကျင်တော့ဒါ Xiaomi ကနည်းနည်းလေးပို့ပြီးတော့ကြီးရယ်မိုက်တာတော့နှစ်ကောင်လုံးကတော့မိုက်တယ်နှစ်ကောင်လုံးကလည်းဒီနှစ်ရဲ့တကယ် beast တွေကြီးပဲဒါကတော့ကျွန်တော်တို့ Oppo ရဲ့ Find H9 Pro လေးကိုဒါ unboxing လုပ်ပြီးတော့ detail look လေးကြည့်ရင်လည်းဒါတက်လက်စားတယ်ပေါ့နော်ဒါ Xiaomi ရဲ့17 Pro Max နဲ့အတူတူဒါရှင်းပြလိုက်တာဘယ်လိုမျိုးတွေကွာသွားလဲဘယ်လိုမျိုးတွေထူးခြားသွားလဲဆိုတာမျိုးပေါ့နော်ဘာပြော Oppo ရဲ့ Find H9 Pro ကတော့ဒါ unboxing and detail look မှာလည်းသူ့ရဲ့ hand feeling တွေ design အနေအထားတွေဘာတွေကတော့ဒါဘာပြောတော်တော်ပုံမှာကောင်းတာတစ်ဖက်က Xiaomi ရဲ့17 Pro Max နဲ့ဒါလမ်းကြုံရှင်းပြတဲ့အခါမှာလည်း Build Bar မဟုတ်ဘူးနော်ဒါကကိုယ်အကြိုက်နဲ့ကိုယ်တော့ရှိမှာပဲတချို့ကတော့ဒါ innovation ဖြစ်တဲ့ Magic Touch Screen ကိုကြိုက်တယ်ဆိုပေမဲ့လည်းတချို့ကလည်းဒါရိုးရိုးရှင်းရှင်းလေးနဲ့ simple but different ဆိုတာမျိုးပေါ့ရိုးရိုးရှင်းရှင်းလေးနဲ့လှလှလေးဖြစ်နေတဲ့ Oppo ရဲ့ Find9 Pro ကြိုက်မှာပဲဒါကတော့ကိုယ်အကြိုက်နဲ့ကိုယ်ပဲကိုယ့်လူလိုဆိုရင်ရောဘယ်ကောင်ပို့ပြီးကြိုက်တယ်ပြီးတော့ Oppo ရဲ့ Find H9 Pro ကိုဘယ်လိုမျိုးမြင်လဲဘယ်ချက်တွေကိုသဘောကျမှုရှိတယ်အောက်က comment မှာလွတ်လပ်စွာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့တွေနောက်မှတွေ့ကြပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အဒမင်ကြော်ကြီးပါ Yangon Mobile Store